ဒီခွက်ကိုခဏကင်ထားရင်တော့ဘာမှမဖြစ်ဘူးအချိန်ကြာကြာကင်ထားလေးလီလာလီလွတ်မချပဲအချိန်ကြာကြာကင်ထားလေးလီလာလီဒီလိုပဲ like can be heavy ဘဝကမိသားစုတာဝန်တွေအလုပ်ဖိအားတွေ personal ရှုပ်ထွေးမှုတွေနဲ့ဖြတ်သန်းနေရတဲ့အခါမှာ carry all in one ပေါ့နော်အကုန်လုံးကိုကထမ်းပိုးထားခြင်းနဲ့တကယ်တော့ဒီကိုယ့်ရဲ့အရေးကြီးတဲ့အပိုင်းတွေကိုအရေးကြီးတဲ့အရာတွေကို do what is important အရင်လုပ်ပြီးတော့အရေးမကြီးတဲ့အရာတွေကို let the rest ကိုခဏတော့လွှတ်ချထားပါတာဝန်တွေကိုကိုကလစ်လူရှုခိုင်းတာမဟုတ်ပါဘူးအဲ့ဒါကြောင့်ကိုကဒီလိုလှုပ်ခြင်းအပြင် you need to be mentally strong ကိုယ့်ရဲ့စိတ်ကိုကြမ်းမာကြခိုင်အောင်လေ့ကျင့်တဲ့သဘောပါပဲအဲ့ဒီလိုအရေးကြီးတဲ့ဟာတွေကိုလုပ်ပြီးအရေးမကြီးတဲ့ဟာတွေကိုလွှတ်ချထားမယ်ဆိုရင်ကိုယ့်ရဲ့ဘဝက heavy life ဖြစ်နိုင်ပါတယ်